မနေ့ကလိုအပ်ချက်ကလေးတွေရှိခဲ့လို့ပေါ့ဒီနေ့ထပ်ပြီးတော့အသေးစိတ်ပြီးကြည့်ပါမယ်၃ညကျွန်းဆိုတော့လေစနေဘင်ကအင်္ဂါမရဏဖြစ်ရပါတယ်အဲ့ဒီတော့မှဒီမှာပြောသလိုပဲတနင်္လာ15ချိုးတဲ့အင်္ဂါ8ဗုဒ္ဓဟူး18လည်းပြီးတော့စနေဆိုတဲ့ဘင်ကဂျိုအိတ်ကို10နှစ်ရောက်ခဲ့တာအဲ့ဒီတော့40ကနေ50မှာတော့တနင်္လာရဲ့စနေဘုံမိတခါတည်းတိတိကျကျကိုတန်းဝင်ပြီးတော့အစရအကုန်ပျက်စီးခဲ့တယ်မနေ့ကပြောခဲ့သလို2022အသက်က48နှစ်ကနန်းနေစုံသမျှအာလုံးဒုက္ခနေတွေကြီးပဲတနင်္လာနေတိုင်း2ရက်2လအဲ့မှာနှစ်ပါသမျှအကုန်ပြဿနာတွေတက်ခဲ့ပါတယ်အခု90ပြည့်တော့ပြီးပြီလားတော့မပြီးသေးပါဘူးအခုတည်းလဲဒီအခုပြောနေတဲ့ဒီဘုံမိရဲ့အရှိန်တွေကရှိနေသေးတော့မှာပဲဒီကြောင့်မလို့ကျမတို့ကသတိထားကြရမယ်ဆိုရင်တနင်္လာ15နှစ်တောင်မရောက်ပါဘူး14နှစ်တာလောက်တည်းကရောက်ခဲ့အင်္ဂါဆိုတဲ့မရဏဂျိုအိတ်ကိုရောက်ခဲ့တဲ့အတွက်အဲ့ဒီ8နှစ်မှာလဲဒုက္ခပေါင်းမြောက်များစွာရင်ဆိုင်ခဲ့ရတယ်သို့တော့ငယ်သေးတဲ့အတွက်ကျမ်းမာရေးမှာတော့အနှောက်အယှက်မရှိခဲ့ပါဘူးအခုကတော့ဒီစနေမှာဂျိုအိတ်တဲ့10နှစ်ကတော့အသက်အရွယ်အရကျမ်းမာရေးတွေပါအရန်ထိုးကြခဲ့ရပါတယ်ဒါကြောင့်မလို့3ညကျွင်းမယ်တိုက်ဖွာတနင်္လာတိုက်ဖွာဖြစ်ခဲ့ရင်ဒါလေးတွေကိုတတိထားပေးနိုင်ဖို့ကြိုးပြီးတော့တတိပေးခြင်းဖြစ်ပါတယ်သူကြည့်နိုင်ခဲ့တဲ့သူအတွက်တကယ်တတိထားတဲ့နေရဆိုတာဒါရေဘူးရအမှန်ကြီးဖြစ်ပါတယ်နော်စာအုပ်တွေလေ့လာထားတာရှိပါတယ်စာအုပ်တွေကိုလည်းတင်ပြပေးပါမယ်ဒီလောက်ပါပဲ